ဒါလက်ဝှေ့ပွဲလားဒါမှမဟုတ်ပပြေးပွဲလားကျော်စွာဝင်းနဲ့ထိုင်းကစားသမားစမင်တန်တို့ရဲ့ပွဲကိုကြည့်ပြီးကျွန်တော်တို့မြန်မာပရိသတ်တွေတကယ်ကိုဒေါသထွက်ခဲ့ရပါတယ်ပွဲမစခင်ကတည်းကစမင်တန်ဟာတမတ်ဝိတ်ထက်ပိုနေခဲ့တာပါဝိတ်ချဖို့လည်းမကြိုးစားဘူးထိုးကြီးအဖြတ်ခံပြီးဝိတ်အတာစီးနဲ့ပဲလာထိုးသွားတာဟာဝိတ်တခိုးလို့တောင်အပြောခံရလောက်တဲ့ professional မဆန်တဲ့လုပ်ရက်ပါပဲကျော်စွာဝင်းရဲ့လက်သီးတွေကိုတကယ်ပဲကြောက်နေတာလားပွဲထဲမှာလည်းကြည့်ပါဦးကျော်စွာဝင်းကတောက်လျှောက်လိုက်ထိုးနေပေမဲ့တိုင်ဘက်ကတော့တကွင်းလုံးပတ်ပြေးတာဖတ်ထားတာတွေနဲ့ပဲအချိန်ဆွဲသွားခဲ့တာပါအမှတ်ပေးဆုံးဖြတ်ချက်ကလည်းတကယ်ကိုရုပ်ပေါက်လုံးပါတယ်အလဲမထိုးနိုင်ရင်မရှုံးဘူးဆိုတဲ့စနစ်ကအားကစားသမားကောင်းတစ်ယောက်အတွက်တရားမျှတမှုရှိရဲ့လားကဲတငယ်ချင်းတို့ရောဒီပွဲအပေါ်ဘယ်လိုမြင်လဲစမင်တန်ရဲ့ကစားဟန်ကိုရောကျေနပ်ကြရဲ့လားကွန်မန့်မှာပြောသွားကြပါဦး